လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အစဉ်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့နော်ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေဟာသိပြီးတော့တိမခံနိုင်ကြဘူးစိုးရိမ်ကြတယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုံဘုံတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒါဘာကြောင့်နာခြင်းတရားဖြစ်တာတုံးလို့မင်းဒီနာခြင်းတရားဟာဘာပျက်စီးမှုလဲလို့မင်းဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခန္ဓာကိုယ်နေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြက်သွားတာအခုသာဘုံဘုံတို့ကနေတာထိုင်တာရှိနေတဲ့အခြေအနေကိုတန်ဖိုးထားအောင်မှမသိတာကွက်ကိုမလီငါရတောက်လိုက်တာအခုဘာယောဂမလားမရှိဘူးကောင်းလိုက်တာလို့လူတွေဟာဒီဟာလေးကိုအတိအမှတ်ပြုတ်ခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှဒီနေတာထိုင်တာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်ပေါ့တခါတလေတရက်လောက်ရှိသေးတယ်နေမကောင်းတာကလွမ်းလာပြီနေကောင်းနေတဲ့အခြေအနေလေးကိုပြန်ရောက်ချင်လာပြီဟုတ်လားအဲ့တော့ကျမ်းမာရေးဖောက်ပြန်တယ်နော်နာရတယ်ဆိုတာနေတာထိုင်တာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပါဖြစ်သွားတာတော့ပြက်သွားတာဒါလည်းပျက်စီးမှုပဲနော်အဲ့ဒီပျက်စီးမှုနဲ့ကြုံရင်လည်းဘုံဘုံတို့ရဲ့စိတ်ဟာအလွန်ထိခိုက်ရလိမ့်မယ်ဟုတ်လားစေယုံစေကမှာစိတ်ကူးလေးနဲ့နေကြည့်လိုက်အရန်စိတ်ပြက်စရာကောင်းပါတယ်မသွားလို့လည်းမရဘူးတကယ်ပြက်နေပြီဆိုရင်သူတို့ကမှပြင်နိုင်တာကိုဟုတ်လားနောက်ထပ်ဘုံဘုံတို့အကြီးအမားဆုံးပျက်စီးမှုကဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာသေခြင်းတရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီရှင်သန်မှုပြက်တာကတော့သူကအရာအလုံးပြက်တယ်လို့တောင်ဆိုနိုင်ပါတယ်သူတော်ကောင်းတရားတော့ပြက်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေလည်းပဲသူတော်ကောင်းတရားတော့မပြက်ဘူးကျန်တာတွေကတော့အကုန်ပြက်မှာပဲနော်ကိုမိသားစုဆိုတာတွေကလည်းကိုတီဗီဆိုတာနဲ့ကိုမိသားစုလို့မဟုတ်တော့ဘူးစဉ်းစားကြည့်နော်အခုကတော့အလုံးကိုပဲအရေးပါပြီးတော့အရာရောက်ပြီးတော့ကိုယ့်ဟာမှာတကယ်ကိုပဲဓမ္မဓာဆိုပြီးတော့နော်သိမ့်ထားကြရတာဟုတ်လားစိတ်ထဲမှာသေပြီဆိုရင်အဲ့ဒါဟာကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုမိသားစုလည်းမဟုတ်တော့ဘူးဥစ္စာပစ္စည်းတွေကလည်းကိုဥစ္စာပစ္စည်းတွေမဟုတ်တော့ဘူးကိုလှုပ်လက်စအလုပ်တွေကလည်းကိုနဲ့ဘာမှမဆိုင်တော့ဘူးတကယ်ပဲနော်သေသေးချာချာစဉ်းစားကြည့်သေခြင်းတရားဟာအရာအလုံးပြတ်တာပါဟုတ်လားအဲ့တော့ပျက်စီးမှု၃မျိုးဘုံဘုံခုပြောလိုက်တယ်ကျမ်းမာရေးပျက်စီးခြင်းအတူနေရမှုပျက်စီးခြင်းကွက်ကွာခြင်းပေါ့ကျမ်းမာရေးပျက်စီးခြင်းနာမှုနော်ရှင်သန်မှုပျက်စီးခြင်းသိမှုအဲ့ဒီ၃ခုသောပျက်စီးခြင်းဟာဒကာဓမ္မတို့ပုထုဇဉ်တတ္တဝါတွေကိုအကြီးအကျယ်နှိပ်စက်နိုင်ပါတယ်အဲ့ဒါတွေကိုပေါ့မတွက်နဲ့ပေါ့နော်အဲ့ဒါတွေကတော့ပုံမှန်တိုင်းလာတာပါသူတို့ကတော့ပေါ့တယ်လေးတယ်လို့မရှိပါဘူးကိုအဲ့ဒါကိုခန္ဓာကြီးရှိမရှိဆိုတဲ့ဥစ္စာကိုရှော့လည်းမတွက်ဖဲနဲ့ပိုလည်းမတွက်ဖဲနဲ့အမှန်တိုင်းသိတဲ့တယ်နော်ဒီအရာတွေနဲ့တွေ့လာလို့ရှိရင်ငါအဆင်ပြေမဲ့ငါလားအဆင်မပြေမဲ့ငါလားဆိုတာကိုဘာလို့ထားဖို့လိုတော့ကျွတ်တင်ပြီးတော့မှန်မှန်ကန်ကန်တွေးတော့ဆင်ခြင်နားလည်ထားဖို့လိုတယ်ပေါ့ဟုတ်လားအဲ့ဒါကိုတွေးပြီးတော့အဲ့ဒီအခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုနော်စိုးရိမ်မှုငိုကြွေးမှုကမနှိမ့်ဆက်အောင်ဘုံဘုံတို့တွေကဘာလုပ်ရမလို့သတိပဋ္ဌာန်တရားကိုကျွတ်တင်ပြီးတော့ဂျိုးမအထောက်ထားရမယ်တတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးဒီပင်လင်စဉ်းစားလိုက်တဲ့အခါမှာကိုယ့်ကိုအားထုတ်ဖြစ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်နေတာကိုအံ့ဩဖွယ်ရမတွေ့ရဘူးလားတွေ့ရတယ်ဒါပြောတာနော်ပျက်စီးချိန်မှာမငိုရလေအောင်ဆိုတာဟုတ်လားတဘုံတို့တရားအားထုတ်တယ်ဆိုတာဘုံဘုံစိတ်ထဲမှာတွေးမိတာအဓိကတော့ရည်ရွယ်ချက်နှစ်ခုပေါ့အခုလောလောဆယ်လည်းပဲငြင်းငြင်းအေးအေးချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်လေးနေခွင့်ရအောင်နော်တရားလေးအားထုတ်ပြီးတော့နေရတာအားထုတ်နေရတဲ့အခိုက်မှာကိုစိတ်ဟာချမ်းသာတယ်ငြိမ်အေးတယ်သူ့အဆင့်လေးနဲ့သူပေါ့ဟုတ်လားပြီးရင်ဒါနဲ့ပြီးသွားသလားဆိုတော့မပြီးဘူးနော်ဒီချမ်းသာမှုလေးကအနာဂတ်အဆင်မပြေမှုနဲ့တွေ့လာတဲ့အခါမှာလည်းအများကြီးသူ့ကိုဖေးမလိုက်မယ်အဲ့တော့ဘုန်းတို့တရားအထုတ်တယ်ဆိုတာပြစ္ဆုတ်ပံလဲချမ်းသာဖို့အနာဂတ်မှာလည်းပဲဆင်းရဲစရာအကြောင်းနဲ့တွေ့လာတဲ့အခါမှာမဆင်းရဲဘဲနဲ့နေနိုင်ဖို့ဆိုတဲ့ဒီရည်ရွယ်ချက်ဒီအကျိုးကျေးဇူးနှစ်ခုကိုမျှော်ကိုးပြီးတော့လုပ်ရမှာဟုတ်တယ်မဟုတ်လားအခုပြောနေတာကပြစ္ဆုတ်ပံမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုတတထားပြီးတော့ဟုတ်လားကိုပြေလေအောင်မဖြည့်ရှင်းနိုင်လောက်သေးဘူးလို့ထင်ရတဲ့ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲတရားအထုတ်ရမယ်ပေါ့မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာအနာဂတဘုရားသုတ်တံဆိုပြီးတော့သုတ်တံသုံးဖို့ဟောထားတာရှိတယ်နော်ပထမသုတ်တံက
အမျိုးမျိုးသောအကြောင်းကြောင့်ဒီခန္ဓာကိုယ်ကြီးဟာသေနိုင်တယ်ဆိုတာကိုစဉ်းစားပြီးတော့မသေးသေးခင်မှာတရားအထုတ်မယ်ဆိုတဲ့စိတ်ကူးမျိုးဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာနောက်ခန္ဓာကိုယ်ရဲ့ပျက်စီးနိုင်တဲ့အခြေအနေအများကြီးကိုထောက်ပြပြီးတော့မြတ်စွာဘုရားဟောတာငါမွေးကြိုက်ပြီးတော့လဲသေနိုင်တယ်ကင်းကြိုက်ပြီးတော့လဲသေနိုင်တယ်သေနိုင်တဲ့အကြောင်းတွေပေါ့နော်အစာအာဟာရမကြည်မကြက်ဖြစ်ပြီးတော့လဲသေနိုင်တယ်လေသင်လုံးဖြတ်ပြီးတော့လဲသေနိုင်တယ်ထဲထဲကတီးကြီးဖောက်ပြန်ပြီးတော့လဲသေနိုင်တယ်သေနိုင်တဲ့အကြောင်းတရားတွေအများကြီးကိုမြတ်စွာဘုရားထုတ်ပြတယ်ဟုတ်လားအဲ့ဒီလိုမျိုးဖြစ်မလာသေးခင်မှာငါမရသေးတဲ့တရားကိုရအောင်မရောက်သေးတဲ့အရာကိုရောက်အောင်မတိသေးတာကိုသိအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့သေခြင်းကိုပြပြီးတော့ပထမနာဂတဘုရားသုတ်တံမှာအဲ့လိုဟောတယ်နောက်ဒုတိယသုတ်တံကျတော့ဘာပြောလို့ဆိုတော့အိုခြင်းနာခြင်းသေခြင်းဟုတ်လားပြီးတော့အစာရည်သာခေါင်းပါခြင်းဆိုတာလည်းဖြစ်လာတတ်တယ်ပြီးတော့တိုင်းပြည်ဒီမငြိမ်မသက်ဖြစ်လာတာတွေပြေးရလွှားရတာတွေဟာလည်းဖြစ်လာတတ်တယ်အဲ့ဒါမျိုးဖြစ်မလာခင်မှာငါတရားအထုတ်မယ်ဆိုတဲ့စိတ်နဲ့အထုတ်ရမယ်ပြီးတော့တန်ဃာတွေမညီမညွတ်ဖြစ်တယ်ဆိုတာလည်းဖြစ်လာတတ်တယ်အဲ့လိုမျိုးအခြေအနေဖြစ်လာရင်သူတော်ကောင်းတရားကိုအထုတ်ဖို့အခက်အခဲရှိတယ်ဒါကြောင့်ဒါမျိုးတွေမဖြစ်သေးခင်မှာသူတော်ကောင်းလုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့ဘုရားတိုက်တွန်းတယ်ဟုတ်လားအဲ့တော့ဒါတွေကိုစဉ်းစားကြည့်တဲ့အခါမှာအနာဂတ်ရေးကိုတွေးပြီးတော့တရားအထုတ်ခြင်းစိတ်ပေါက်အောင်ကြိုးစားရမယ်ဆိုတဲ့နော်ဒေသနာမျိုးတွေကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုလည်းပဲပြစ္ဆုတ်ပံမှာလည်းချမ်းသာဖို့အနာဂတ်မှာလည်းပဲအစဉ်ပြေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ့်ကိုယ်တွန်းအားပေးတဲ့အလုပ်ကိုလုပ်ရမယ်နော်စိတ်ဆိုတာကအကြောင်းမျိုးမျိုးပြပြီးတော့ဒီကောင်းမြတ်တဲ့အလုပ်ကိုသွေးဖီးနေတာတွေရှိတယ်ဟုတ်လားအိမ်မှာနေတဲ့အခါဝင်ပြောနေနော်ဒီမှာတကယ်လုပ်မယ်ဆိုပြီးတော့လာတဲ့အချိန်မှတော့မှစုပ်နေတဲ့စိတ်တွေတွန့်ဆုတ်နေတဲ့စိတ်တွေအများကြီးမရှိဘူးလားရှိရနော်အချိန်ပြည့်ကိုယ်စိတ်ဟာဒီထဲမှာတက်ဝင်နိုင်ဖို့ဆိုတာတုံတယုံဓာတ်ခံပါရမီနဲ့မသွားနိုင်ဘူးအဲ့ဒီတိုင်းမသွားနိုင်ဘူးရက်ကန်သွားကြတာပဲများဟုတ်လားဒါကိုလည်းဒီတိုင်းမှာပဲဒါအောင်သူများကိုလည်းဘုံဘအပြစ်ကတော့မမြင်ပါဘူးဟုတ်လားဒီလိုလေးလာပြီးတော့ဒီထဲမှာ5-6ချိန်လောက်ထိုင်းနေတာကိုပဲတော်တော်ကောင်းလာပြီလို့စိတ်ထဲကတော့အဲ့လိုအောင်းမိပါတယ်ဟုတ်လားတိုးတော့ဘယ်လိုကိုလဲဆိုတာကိုတော့ပြန်ပြီးတော့ဝေဖန်တဲ့နေပေါ့အချိန်ပြည့်ငါဟာဒီထဲမှာအယုံဆိုင်ပြီးတော့လုံနိုင်တဲ့ငါဆိုရင်တော့အဲ့ဒီလိုငါမျိုးဟာသူ့ကိုယ်သူပို့ပြီးတော့ကျင့်တတ်မှုကိုရစေမဲ့ငါမျိုးပဲဟုတ်တယ်မဟုတ်လားပေါ့ရော့ငါပေါ့ရော့လောက်ပဲကိုယ်ကိုကျင့်တတ်မှုဖြစ်စေမှာပဲဒါကိုလှုပ်တဲ့လောက်ရမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကိုအလုတ်ဖြစ်အောင်အလုတ်တွေလှုပ်ဖြစ်သွားအောင်ဘုံဘုံတို့ကနှီးမျိုးစုံနဲ့ဒါတွန်းအားဖြစ်စေမဲ့စကားတွေကိုပြောတာဟုတ်လားအခုပြောနေတာကဘာတော့အနာဂတ်မှာတွေ့ရကြုံရမယ်ပျက်စီးခြင်းတွေအခုပြောနေတဲ့ပျက်စီးခြင်းတွေစိတ်ကူးရင်တစ်ခုမှမပါဘူးမြေကြီးလက်ခတ်မလွယ်တွေ့လိမ့်မယ်